နေပိကြီးဘာပြောချင်အောင်တို့ဘာပြောချင်တာလဲအဓိကထားတယ်လောက်ပုံစနကရှင်းအောင်ဝေယဖလေအကနိတေဘဝကေစာပဋိဋ္ဌိတာတဲ့သူပြောချင်တဲ့ဒိဗ္ဗေလေးကဝေယဘုံနိုင်မှာတည်တဲ့အရိယာရဲ့အကနိဋ္ဌဘုံမှာတည်တဲ့အရိယာရဲ့နေဝတိညာနာတိညာယတနာဘုံမှာတည်တဲ့အရိယာတို့ဒီတခြားဘုံကိုမပြောတော့ဘူးတဲ့ဟုတ်ပြီလားဘယ်ဘုံမှာရှိတဲ့ပုဂ္ဂိုလ်အရိယာတွေရောဝေဟဖို့ဘုံမှာရှိတဲ့အရိယာအကနိဋ္ဌမှာရှိတဲ့အရိယာနေဝတိညာနာတိညာယနာဘုံမှာရှိတဲ့အရိယာအဲ့ဒီပုဂ္ဂိုလ်တို့ဒီတရားသောဘုံလို့မပြောတော့ဘူးအဲ့ဒီဘုံမှာပဲနေမယ်ဘုံမှာပဲပြိဋိဘံပြုမယ်ပေါ့ဟုတ်ပြီနော်အဲ့တော့တပြည့်တော့ခဏအာယုံပြုမေ့နေတယ်အကြောင်းပြီးတော့မားနေတယ်ဒီနေရာမားသွားပြီပေါ့ကဲဝဲဖို့အောက်မှာဘာဘုံတော့ဟာသူပါခဏဝေဟဖို့ဘုံပါဆိုရင်တပြည့်တော့အရိယာတွေတခြားဘုံကိုအရူပဘုံသွားမလားမသွားတော့ဘူးလားမသွားတော့ဘူးအရိယာတွေကဟုတ်ပြီနော်အဲ့ဒါဆိုရင်တပြည့်တော့အရူပရိမှာအရူပဘုံတို့ပြိဋိဘံပြုလက်တန်းတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုဖြစ်သွားမှာတော့ဒါကတော့ဒါရှင်းနော်ဒါတော့ပြီးတော့ပြင်စဖြစ်ပြန်ဆိုအာလုံးဒီပြင်စောကာရဖြစ်ပြန်မှာဆိုရင်ပြင်စောကာရဘုံကနေပြင်စဘုံပြန်ဖြစ်မဲ့ပုဂ္ဂိုလ်အရူပဘုံကနေပြင်စောကာရပြန်ဖြစ်မဲ့ပုဂ္ဂိုလ်အတညတဘုံကနေပြင်စောကာရဘုံကိုပြန်ဖြစ်မဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တို့ဒီဥပပိဇာနာဆိုနာပုဂ္ဂိုလ်အလုံးတို့ဒီခန္ဓာဘယ်နှပါဖြစ်လက်တန်းတော့ဘယ်နှပါချုပ်လက်တန်းတော့၅ပါချုပ်လက်တန်းဒီအရူပရိပဲသိထားမယ်အရူပဘုံကိုသွားပြီးတော့ဗာပြုမှာတော့ပရိနိဗ္ဗာန်ပြုမယ်အဲ့လိုပရိနိဗ္ဗာန်ပြုရတဲ့မှာတိယေပုရုဇဉ်ကြီးကသွားလို့ရမှာအဆင်ပြေပါမလားဒီအရူပဘုံမှာလေအတိယပုရုဇဉ်သွားလို့အဆင်ပြေပါမလားအရူပရိနော်သွားလို့တော့ရတာပေါ့ဒါပေမဲ့ပရိမှာပြုလို့ရပါမလားသူ့ရဲ့တက်တန်းကုန်ရင်ပြန်ဆင်းလာမှာပေါ့အရူပဘုံမှာရိုးရိုးတိယေပုရုဇဉ်သွားရင်လေသူ့တက်တန်းကုန်ရင်ပြန်ဆင်းလာမယ်ဘယ်ဆင်းလာမလဲဆိုရင်ကာမတုက္ကုခုနဘုံကိုပြန်ဆင်းလာမှာအရူပဘုံရူပဘုံကိုသွားပါမလားမသွားဘူးလေဒီလိုစိတ်ရဘုံဘုံကိုစိတ်အရာတွေမှာကြီးပေါ့ဒီလိုတို့ဒီအာရူပဇမ္မာတို့ဒီရူပဘုံကိုဘယ်တော့မှပြန်လာတော့ဘူးဘာဖြစ်မပြန်လာတယ်မပြန်လာတော့တာလဲဆိုရင်တို့တရားကိုဘယ်တော့မှပြန်ပြီးတော့အာမထုတ်တော့ဘူးကွဟုတ်ပြီလားရူပဘုံကနေတော့ဘယ်သွားရတော့အာရူပကိုသွားမယ်သို့တော်ညဆိုအာရူပဘုံနဲ့ရူပပြန်ပါမလားမလာဘူးကွဘယ်သူပဲလာလဲဒါဆိုရင်တပြည့်တို့ဒီအာရူပရိဆိုပုဂ္ဂိုလ်တို့ဒီတိယေပုရုဇဉ်သွားလို့မရဘူးအဲ့ဒီတိယေပုရုဇဉ်ဒီသူဒီအဲ့ဒီအာရူပဘုံမှာတရားအားထုတ်ပြီးတော့သောတာပတိမဉ္ဇဉ်ကိုမရနိုင်ဘူးအဲကြောင့်သူတို့ဒီအာရူပရိပုဂ္ဂိုလ်ထဲမှာတိယေပုရုဇဉ်ထဲလို့မရဘူးဒီကြားထဲမှာတော့တပြည့်တို့ဘာဖြစ်လို့ထည့်ထားလဲဆိုရင်အာရူပဘုံမရောက်သေးဘူးဟုတ်လားဒီကြားထဲမှာလေဥပပိသနာပုဂ္ဂိုလ်ကအာရူပဘုံရောက်နေပြီလားမရောက်သေးဘူးဒီသုတေကြီးမှာပဲရောက်မှာတော့အာရူပဘုံကိုရောက်မှာဒေနာဆိုတပြောချင်သည်ဒါကာမ7ဘုံလုံးသွားလို့မရဘူးကာမတုဂတိ9ဘုံပြီးတော့သူဘကေနာတိုင်အောင်တော့ရဝဇရ9ဘုံမှာအောမက်ကိုရ၍အာရူပဘုံတို့ဖြစ်၍ပြိနိဗ္ဗာန်ပြုလက်တန်းသောဥပဒီဇောကာရဥပပိဇန္တာဖြစ်သောတိယေပုရုဇဉ်ဟုတ်ပြီနော်ဥပပိဇန္တာစွန်တာဖြစ်သောဒါအတူတူပဲဟုတ်ပြီလား
ကဲပြောကြည့်ပါဦးကာမတုဂတိခုနပေါင်း ကာမတုဂတိခန္ဓာဘောဒုက္ခဝေဒနာဘောမောစရာကိုအမ္မာဘောယာယေအရဟံဝါမုန်ဖြည်၍ပရိနိဗ္ဗာန်ပြုလက်တန်သောသောကာရဝါပိဇာရာပြေသောပိယပုရုစေဝါပိဇာနာသောနာပြေသောအရဟံပုဂ္ဂိုလ်တို့ရာပုဂ္ဂိုလ်3ယောက်ပုဂ္ဂိုလ်လားဆိုနော်ပုဂ္ဂိုလ်3ယောက်ဟုတ်ပြီနော်အဲ့ဒါကိုတပည့်တော်တို့ဒီဝိပင်းဘယ်လိုဆိုမလဲဆိုတော့အရူပံဥပပိစိတဝါပရိနိဗ္ဗာန်ယိတ်သံတိဒေတံလို့ဆိုမှာတော့ဥပပိစိတဝါအရူပံဥပပိစိတဝါဥပပိစိတဝါပရိနိဗ္ဗာန်ဒါလေးကြည့်လားတာတိဝေနဲ့တွေ့လားအနာဂတ်အနာဂတိဘောဇန်တိမှာလေတာတိတန်တိဆိုတာကြားဘူးလားအချမ်းမှာပါပြီးသားလေကွာအာရူပံအာရူပဘုံတို့ဥပပစ္စတဝါဖြစ်၍ပြိနိဗ္ဗာန်ပြုလပြိနိဗ္ဗာန်ဒီပြိနိဗ္ဗာန်ပြုလတန်ဒီတန်ဒါပဲဒီအာရူပရိယဝိဝိပြန်ဘလို့ဆိုမှစေအာရူပံဥပပစ္စတဝါပြိနိဗ္ဗာန်ယိတ်တံတိဒေတအဲ့ဒါကရိုးရိုးဆိုလိုက်တာဥပပိစ္ဆာကစုံတာနှစ်ခုလုံးပါသွားပြီဟုတ်ပြီနော်အာရူပရိမာပြောတို့ဒီဘလို့ဆိုမှာတော့ဝိပြန်အာရူပံဒါဆိုရင်တို့ဒီပြင်စောကာရဘုံမှာအာရုပရိတို့သွားပြီးတော့ပြိနိဗ္ဗာန်ပြုလက်တန်သောပုဂ္ဂိုလ်ပဲဝိပင်းပဲဟုတ်ပြီနော်အဲ့ဒီမှာဒီခုဒီဝိပင်းဒီဥပပိစ္ဆန္ဒရောသုန္ဒရောနှစ်ခုလုံးရည်ညွှန်းတာဟုတ်ပြီလားအကယ်၍ဥပပိစ္ဆန္ဒပဲဆိုရင်ဘယ်ကဥပပိစ္ဆန္ဒဘယ်လိုဆိုနေရတော့မဟုတ်ဘူးလားမဆိုတော့နဲ့ဒီနောက်မှာတစ်ချက်ထည့်ပေးလိုက်ဥပပိစ္ဆန္ဒနာဒါဆိုရင်အာရူပံဥပဝိဇ္ဇတောပရိဝိဒေတံဥပပိစ္ဆန္ဒနာလို့ဥပပိစ္ဆန္ဒလေးထည့်ပေးစုံတာဖြစ်ရင်စုံဒါနံလို့ထည့်ပေးလို့ဆိုရလားနော်ဆိုရင်ဒေတံတော့ဗာထည့်ပေးရမလားဥပပိစ္ဆန္ဒဆိုရင်စုံတာဆိုရင်ဒီဝိပင်းဒီဘယ်သူရည်ညွှန်းတာတော့နှစ်ခုလုံးဟုတ်နော်ဒီဝိလားဝိပင်းမရှိဘူးဒီလိုပဲအာရူပံဥပပိစ္ဆတဝါပရိနိဗ္ဗာန်ယိတ်တံတိဒေတံဥပပိစ္ဆန္ဒနာဒေတံဒါဥပပိစ္ဆန္ဒရည်ညွှန်းတာစအောင်စဉ်အာရူပံဥပပိစ္ဆတဝါပရိနိဗ္ဗာန်ယိတ်တံတိဒေတံစွန္ဒာနာဒေတံလို့ဟုတ်လားရတော့ကာမတုဂတိဘောစရာကိုဘုံမှာအမေကိုရ၍အာရူပဘုံတို့ဖြစ်ပြေပံပြုလက်တန်သောပိဇောကာရာဥပပိစ္ဆန္ဒဖြစ်သော3ယောက်ဘုရားဘယ်လိုဆိုတော့အာရူပဥပပိစ္ဆန္ဒဒါဥပပိစ္ဆန္ဒရည်ညွှန်းရင်ကဲစုံတာအတွက်ဆိုအာရူပဥပပိစ္ဆန္ဒပရိနိဗ္ဗာန်ယတိဒေတာသောတာနံဒေတာဒါပဲရလားကျန်တော့တစ်ခေါက်ဆိုကြအောင်ဒါဝိပင်းရင်ဆိုအာရူပဥပပိစ္ဆန္ဒပရိနိဗ္ဗာန်ယတိဒေတာသောတာနံဒေတာအာရူပဥပပိစ္ဆန္ဒပရိနိဗ္ဗာန်ယတိဒေတာသောတာနံဒေတာကဲဟုတ်ပြီနော်ဒီမှာကမ္မတုကုနဲ့ပေါင်းမယ်ဘာလို့အပေပုံမပါလဲခဏကဒုဟိတုကမာဟိတုကနိသပဏိထာကရိယာဇာဝနာနိသအပနာဇာဝနာနိသနာလဗန္တိဆိုတဲ့သင်္ဃပါဠိမှာလာတယ်မလားကဲဟုတ်ပြီကဲနောက်တစ်ခုကဲဆောင်းမိုးလေးတစ်ချက်ရေးစမ်းမအောင်အဲ့ဒီမမြချင်းကြောင်းအပယ်လေးဝ
အပယ်လေးဝဇံမရသဖြင့်အပယ်လေးဝဇံမရသဖြင့်အာရူပတိုင်းမရောက်နိုင်၍လေးခိန်ပယ်ရွာလေးခိန်ပယ်ရွာကျင်ရပါသေချာမကြကုံအပယ်လေးဝဇံမရသဖြင့်အာရူပတိုင်မရောက်နိုင်၍လေးခိန်ပယ်ရွာကျင်ရပါသေချာမကြကုန်ရပြီလားဒါကြောင့်ပြောလို့ဒီအာရူပရိမှာဘယ်ဘုံကိုကျင်ထားတော့ဟဲ့ဘယ်လေးဘုံကျင်မှာသူကာမတုခုနကာမတုခုနဘုံလိုပဲပြောထားတယ်မလားအဲ့ဒါပဲသူချင်းပေါင်းဆောင်ဖို့အပယ်လေးဝအပယ်လေးဝသမယတပိအာရူပတိုင်းမရောက်နိုင်၍နေရန်ပြေရွာကြည်ရပါသည်သမယကိုကဲဟုတ်ပြီနောက်တစ်ခုကဒီပြတော်တို့ဒီမှာဥပကိဏတိုင်အောင်ဒီခဏကောင်ကဒီပြောထားပြီမလားအရိယာဝေဟဖလေအကနိတ်ထေဘဝကေစာပတိဋ္ဌိတာအဲ့ဒီဝေဟဘုံဘုံမှာရောက်နေတာဟာဒီဘယ်ပုဂ္ဂိုလ်ဝေဟဘုံဘုံဘယ်ပုံဘယ်ပုဂ္ဂိုလ်တွေရှိလဲဆိုရင်တိယပုရုဇဉ်ရှိမယ်ဟမ်ဝေဟဘုံဘုံလေတိယပုရုဇဉ်ရှိမယ်ဖလာတံပုဂ္ဂိုလ်၄ယောက်လောက်မရှိနိုင်ဘူးလားရှိနိုင်တယ်ပြီးတော့ရူပဘုံမှာကယုတ်တရားရှိတော့တရားနာလို့ရပြီးတော့ကျူတာအားထုတ်လို့အောက်မဲ့ဖို့တွေရနိုင်သေးတယ်ပေါ့ဟုတ်ပြီလားဒါကြောင့်ဝေယဘုံဒီတိယပုရုဇဉ်ရဲ့ရိယပုဂ္ဂိုလ်ရှိရရတယ်ကွာဟုတ်လားအဲ့ဒီမှာရိယဖြစ်သွားရင်အာရူပဘုံပြောင်းမလားဝေယဖေလေအာကနိထေဟုတ်တယ်မလားတိယပုရုဇဉ်တော့ပြောင်းနိုင်တယ်လေဟုတ်တယ်မလားဝေယဘုံနေပဲသွားနိုင်သေးတော့အာရူပဘုံသွားနိုင်တယ်တိုးတော်ညာတော်လဲပြိဋိမှာပြုလို့ရပါမလားမရဘူးဘာဖြစ်လို့လဲဆိုရင်သူဒီသောတာပတ္တိအာရူပဘုံသောတာပတ္တိအောက်မဲ့မှာမရတာဟုတ်ပြီနော်ဒါကြောင့်မို့သူဘကိဏတိုင်အောင်တော့ရူပဝါစရာကိုဘုံမှာလို့ဆိုရတယ်ဟုတ်ပြီလားကဲနောက်ဆုံးပစ္စည်းမှာဘဝိကပုဂ္ဂိုလ်ပေါ့ကွာပစ္စည်းမှာဘဝိကပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်နှမျိုးရှိတယ်ဒီဇောကာရမှာမျိုးရဲ့အာရူပမှာတစ်မျိုးပေါ့ဟုတ်လားအဲ့တော့ဒီဇောကာရဥပပိစ္ဆန္ဒရဲ့တစ်ခုသုန္ဒတစ်ခုဥပပိစ္ဆန္ဒတစ်ခုသုန္ဒတစ်ခုကဲတပြည့်တော့အဲ့ဒါမှာပြင်ဇောကာရဒါကိုအရင်ဆုံးဝီဘင်းဆိုကြည့်အောင်ဒီတော့ပစ္စည်းမှာဘဝိကဖြစ်နေလို့ပစ္စည်းမှာဘဝိကာနံဘယ်လိုဆိုမှာတော့ပစ္စည်းမှာဘဝိကာနံပစ္စည်းမှာဘဝိကဖြစ်နေလို့ဗာထည့်ပြီးတော့ပစ္စည်းမှာဘဝိကာနံပြင်ဇောကာရဖြစ်နေလို့သောကာရံဟုတ်ပြီဥပပိစ္ဆန္ဒဖြစ်နေလို့ဥပပိစ္ဆန္ဒနံဒါတူရမလားဘယ်လိုဆိုမှာတော့ပစ္စည်းမှာဘဝိကာကဲပစ္စည်းမှာဘဝိကဖြစ်လို့ဗာထည့်ပေးပစ္စည်းမှာဘဝိကာနံပြင်ဇောကာရဖြစ်လို့သောကာရံဥပပိစ္ဆန္ဒဖြစ်လို့ဥပပိစ္ဆန္ဒနံဒီတံပေါ့နော်ထားပါအောင်အဲ့ဒီမှာတပြည့်တော်တို့ကအရာကောက်မယ်ဆိုရင်ပြင်ဇောကာရပဋိသန္တိဘယ်နှခုရှိ15မလားအဲ့ဒီ15ပါးထဲမှာတပြည့်တော်တို့ဒီတိဟိတ်တို့ဒွိဟိတ်တို့အာဟိတ်တို့ခွဲကြည့်လိုက်အာဟိပဋိသန္တိနှစ်ပါးရပါမလားမရဘူးသူအပယ်တွေလေသူကုရိယာဟိရဲ့အပယ်ပဋိသန္တိလေအဲ့ဒါပြီးတော့တပြည့်တော်ဒွိဟိတ်ပဋိသန္တိနှစ်ပါးရှိမဟာဝိဇ္ဇရှိပါထဲမှာလေ၄ပါးသူရောဒုရိပုဂ္ဂိုလ်တွေကရပါမလားအပ္ပနာဇောတွေရနိုင်ပါမလားမရဘူးနော်ဒီမှာပါပြီးသားလေဝုထိဘိန်းထဲမှာဟုတ်တယ်မလားသူကြည့်ပါဦးဒီလောကဒုဟိသူ
Dua duga nama duga ninsa benar kali ya zawana ni dewa benar zawana. ကရိယာဇဝနာနိစာအပနာဇဝနာနိစာနာလဗန္တိအဲ့ဒီဒူဟိတ်ပုဂ္ဂိုလ်ဒွိဒုက္ခရိယဟိတ်တို့ပုဂ္ဂိုလ်တို့ပြီးတော့ဒွိဟိတ်ပုဂ္ဂိုလ်တို့ကဒုက္ခရိယဟိတ်ပုဂ္ဂိုလ်တို့ကတဲ့ကရိယာဇောလည်းမရဘူးအပနာဇောလည်းမရဘူးအဲ့ဒါဆိုတပြည့်တော့သူဒီပစ္စည်းမဝိကပုဂ္ဂိုလ်ဖြစ်နိုင်မှာမလားဒါဆိုရင်တိဟိတ်ပုဂ္ဂိုလ်ပဲဖြစ်နေတာပေါ့တေပရိသဏိဘယ်နှပါရှိဒီဇောကရပရိသဏိ15ပါးမှာလေမဟာဝိဘတ်မှာ4ပါးရူပက5ပါးပေါင်းတော့9ပါးဒါဆိုရင်ပြင်စောကာရတိဟိတ်ပရိသဏိဘယ်နှပါတော့ဟုတ်ပြီပြင်စောကာရတိဟိတ်ပရိသဏိ9ပါးသူ့မှာရှင်းတဲ့စိတ်သိဘယ်လောက်မဟဲကောကြီးပါနေရလေကွာဒါဆိုဘယ်လောက်တော့မဟာဝိဘတ်မှာဆိုတော့33ပဲလေဟုတ်တယ်မလားဒီမှာရူပမှာဆိုရင်35မလား35ဆိုတပြည့်တို့ဒီစိတ္တစိတ်35ပြင်စောကရာဖြစ်လို့ကာမဇကလဘယ်နဲ့စီ3စီ9စီ4စီတို့ဤဥပ္ပါဒေခဏသမင်ကေဟုဆိုအပ်သောပစ္စည်းမဘဝီကပြင်စောကာရဥပပိဇန္တဖြစ်သောကဲပုဂ္ဂိုလ်ကြည့်မယ်ဒီကြားထဲမှာတပြည့်တော်တို့ဒီဘာလို့နေသေးတရားထုံးမရနိုင်ဘူးလားဟဲ့တရားထုံးနေတိယပုရုဇဉ်တရားထုံးစဉ်တပြည့်တို့ဒီနောက်ဆုံးယဟန္တာမဖြစ်နိုင်ဘူးလားဒါဆိုရင်တိယပုရုဇဉ်ဩပလနာပုဂ္ဂိုလ်3ယောက်တရားထုံးစသည်ထုတ်လို့ယဟန္တာမဖြစ်နိုင်ဘူးလားတိယပုရုဇဉ်ဩပလနာပုဂ္ဂိုလ်3ယောက်ညမြင်နော်ဒါအရာကတိုးလိုက်မလားခိုင်းကတပြည့်တို့ဒီပြစ္ဆုတ်ပနာဝါဒတို့အတိုက်တို့ထက်ဆိုများလာပြီမလားအဲကြောင့်ဖြည်းချင်းဒါတွေကဒါပေမဲ့တချို့ကတူနေမလားပြင်စောကာရဖြစ်လို့ပြင်စောကာရဥပပိဇန္ဒနာဒီမှာတစ်ခုထူရတာကပစ္စည်းမဘဝိကာထိလို့ပစ္စည်းမဘဝိကာနာလို့ပဲထည့်ပေးပေါ့ဟုတ်ပြီလားကဲဆိုကြည့်မယ်ဆိုရင်ပစ္စည်းမကဲတပြည့်တော့ကဆရာနေပြောပစ္စည်းမဘဝိကာဖြစ်လို့ဘယ်ပါဠိထည့်ပေးပြင်စောကာရဖြစ်လို့ဥပပိဇန္ဒဖြစ်လို့ဒီတန်ပေါ့ဟုတ်ပြီလားကဲဒါဆိုရင်ပြတော့ဒီပြင်စောကာရတိယပရိသဏိဘယ်နှပါရှိသူ့မှာရှင်းစတိတ်ဘယ်လောက်ရှိ35ပါပုဂ္ဂိုလ်တစသည်ကိုရည်ညွှန်းတဲ့ဆိုရင်ကာမဇကလ3စီ9စီ4စီတို့ဤဥပ္ပါဒေခဏသမင်ကေဟုစွာသောပြင်စောကာရဥပပိဇန္ဒဖြစ်သောဒါပဲဟုတ်လားဘာကြောင့်လဲတော့ဟဲ့ကဲဒါကတော့ပစ္စည်းမဘဝိကဖြစ်လို့ဘယ်လိုထည့်ပေးအဲ့လိုမရတော့ဘူးကွာပြင်စောကာရိပြိနိဗ္ဗာန်ဒါနံလို့ဆိုမဲ့တဲ့ဘယ်လိုဆိုမှာတော့ပြင်စောကာရိပြင်စောကာရဘောနဲ့ပြိနိဗ္ဗာန်ဒါနံပြိနိဗ္ဗာန်ပြုနေပြုကြကုန်တော့ပေါ့ပြုဆဲဖြစ်ကြကုန်တော့ပေါ့ဘယ်လိုဆိုမှာတော့ပြင်စောကာပြင်စောကာရဖြစ်နေလို့ဟိပြင်စောကာရလို့ထည့်ပေးပြိနိဗ္ဗာန်ဖြစ်လို့ပြိနိဗ္ဗာန်ဒါနံဆိုကြပါဦးဟိပြင်စောကာရိပြိနိဗ္ဗာန်ဒါဒီပြင်စောကာရပြိနိဗ္ဗာန်ဘယ်လိုဆိုမှာတော့ဟိပြင်စောကာရိဘယ်လိုဆိုမှာတော့ကြံပြောပြင်စောကာရပြိနိဗ္ဗာန်ဘယ်လိုဆိုမှာတော့ဒီတန်ဟုတ်ပြီလားကဲဒါဆိုရင်ပြောပြင်စောကာရသုတိဘယ်နှပါရှိမှာတော့ကွာတိဟိဘယ်လောက်လဲပါတိဟိဆိုဘယ်နှပါတော့ဒါကပြင်စောကာရတိဟိပရိသန္တိ9ခုဟုတ်ပြီလားစတတဲ့ အဆုံးစုံသောဘင်ကေခဏသမင်ကြီးစွာသောအဆုံးစုံသောကမ္မဇာယတိဘင်္ဂနာသမင်ကြီးစွာသောပြင်စောကာရပရိနိဗ္ဗာန်ဖြစ်တာပရိနိဗ္ဗာန်သုံးပါဟုတ်မလားပရိမန္တဖြစ်သောဘယ်ပုဂ္ဂိုလ်တော့နောက်ဆုံးဘဝရှိတာဆိုဘယ်ပုဂ္ဂိုလ်တော့ကဲဝိပင်းဘလို့ဆိုမှအောင်ဟဲ့သောကာရိပရိနိဗ္ဗာန်ဟုတ်ပြီအရကောင်းမယ်ဒီဇောကာရတိဟိတ်သောကာကမ္မဇာယောတိကမ္မသမင်္ဂုသော
သောကာရဝိနည်းမနာဖြစ်သောအရဟတပုဂ္ဂိုလ် အရဟတဖလထံပုဂ္ဂိုလ်ကဲဥစ္စာပေါင်းကောက်လို့မရဘူးလားမရဘူးလားဟဲ့အဲ့ကိုပြီးတော့တို့ဒီပြင်စောကာရီပစ္စည်းမဘဝိကာနံလို့ဆိုမယ်ဟဲ့ဘယ်လိုဆိုမှာတော့ သောကာရဝိစီမဝိကာနံ ဥစ္စာနှစ်ခုပေါင်းမယ်ဘယ်လိုဆိုမှာတော့ သောကာရဝိစီမဝိကာနံ ရလားပြင်စောကာရီ ဝိစီမဝိကာနံ ပစ္စည်းမဘဝိကပြင်စောကာရဥပပိဇန္တာဖြစ်သောတိဟေပုရုဇဉ်ပုဂ္ဂိုလ်၃ယောက်စုံတာဖြစ်သောဒီဥစ္စာနှစ်ခုပြင်စောပစ္စည်းမဘဝိကပြင်စောကာရဥစ္စာနှစ်ခုပေါင်းကောက်မယ်ဝိပင်းဘုရောဟေ့ သောကာရဝိစီမဝိကာနံ ကျင်စောကာရေပစ္စည်းမဘဝိကာနံတိတံရကောတော့ပစ္စည်းမဘဝိကာပြင်စောကာရဥပပိဇန္တာဖြစ်သောတိပုရောဇဉ်ဟောဖလတံပုဂ္ဂိုလ်၃ယောက်သွန်တာဖြစ်သောအရဟတဖလထံပုဂ္ဂိုလ်ယာဤပေါ့ဒီမှာဘယ်နှချက်ထွက်အောင်မလို့ဟဲ့ဥဒဥပပိဇန္တာတစ်ချက်သွန်တာတစ်ချက်ဥပပိဇန္တာသွန်တာတစ်ချက်ဆိုပြီးတော့၃ချက်မလားဟုတ်ပြီနော်အာရူပမှာလည်းထိုးတူပေါ့ကွာအာရူပဥပပိဇန္တာဘယ်လိုဆိုမှာတော့ပစ္စည်းမဘဝိကဖြစ်နေလို့ ဝိစီမဝိကာနံအာရူပ အာရူပံ ဥပပိသနာနံ တေတံပေါ့ဟုတ်ပြီလားဥပပိဇန္တာပရိတန်တေမောလားဟဲ့ဆိုတော့အာရူပပရိတန်တေအာရူပပရိတန်တေ၄ခုတို့ဤ ဩဘာရမနာမိကိုသောတောအာရူပဥပပိသနာဖြစ်သော ပစ္စည်းမဘဝိကချက်ပေးအောင်ပစ္စည်းမဘဝိကအာရူပဥပပိဇန္တာဖြစ်သောရပါမလားတေပုရုဇဉ်ပုဂ္ဂိုလ်ဒီတပြည့်တော်တို့ဒီဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးလေရဟန္တာမှမဖြစ်နိုင်တာသောတာပတိသောတာပန်ပုဂ္ဂိုလ်လည်းမဖြစ်နိုင်ဘူးတာဂရကံပုဂ္ဂိုလ်လည်းဖြစ်အနာဂံပုဂ္ဂိုလ်လည်းမဖြစ်နိုင်ဘူးဟုတ်တယ်မလားဒါဆိုရင်တပြည့်တို့ကဩပလနာပုဂ္ဂိုလ်၃ယောက်ပြန်ပြောကြည့်မယ်အာရူပပစ္စည်းမဘဝိကအာရူပဥပပိဇန္တာဘယ်လိုဆိုမှာတော့ ဝိစီမဝိကာနံအာရူပဥပပိသနာနံ ဒီတန်အရာကောင်းမယ် ဝိစီမ အာရူပစုပရိတန်တေလေ ဩဘာရမနာမိကိုသောတောဩမာရူပဥပပိသနာဖြစ်သောအနာဂံပုဂ္ဂိုလ်သောနာ တော့ဘာတော့စမလားပရိနိဗ္ဗာန်တမလားသူတူပဲခရမပြင်စောကာရိပရိနိဗ္ဗာန်ဒါနာမလားအခုတော့အာရူပေပရိနိဗ္ဗာန်ဒါနာဘယ်ဆိုမှာတော့ အာရူပေပရိနိဗ္ဗာန်ဒါနံ ကော့ဘောတူတူပဲအောင်အာရူပသုတိ အာရူပသုတိတေဘောစေရတေနာရောဟိပရိနိဗ္ဗာန် ဘင်္ဂကနာတမင်ငယ်ဆိုရသောအာရူပ ပရိနိဗ္ဗာန်ဖြစ်သောအရဟတပုဂ္ဂိုလ် အာရတဖလထံပုဂ္ဂိုလ်ကဲဥစ ဝိစီမဝိကာအာရူပဥပပိသနာဖြစ်သောအနာဂံပုဂ္ဂိုလ်ယောသောနာဖြစ်သောအရဟတပုဂ္ဂိုလ် ကဲဟုတ်လို့ဆိုကြပါအောင်ပြင်စောကရာဘောနေတော်ဖြစ်ပြန်ကောင်းတော့ခန္ဓာ၅ပါးဖြစ်လာတံခန္ဓာ၅ပါးချုပ်လာတံဇောကရဘုံ၌နောင်ဖြစ်ပြန်ကောင်းသောဥပပိဇန္တာဇွန်တာဖြစ်သောတေပုရုဇဉ်ပုဂ္ဂိုလ်တို့အားခန္ဓာနောင်ဖြစ်ပြန်ကောင်းသောအတိညာတာဥပပိဇန္တာဇွန်တာဖြစ်သောသူရိယအာရူပဘုံတို့ဖြစ်၍ပရိနိဗ္ဗာန်ပြုလက်တန်သော အာရူပဘုံတို့ဖြစ်၍ပရိနိဗ္ဗာန်သောသောအာရူပပိသနာဖြစ်သောဒီပုရုဇဉ်ဩပလတံပုဂ္ဂိုလ်၃ယောက်တို့အား အပရဏဘုဂ္ဂိုလ်သောရောအာနာမခန္ဓာ ၄ပါးဖြစ်လက်တန် ခန္ဓာ၅ပါးချုပ်လာတံသောနာဖြစ်သောအပရဏဘုဂ္ဂိုလ်သောရောအာနာမခန္ဓာ၄ပါးဖြစ်လာတံချုပ်လာတံ အာရူပဘုံချင်းချင်းဖြစ်၍
ပရိနိဗ္ဗာန်ပြုလက်တန်သောအာရူပဥပပိဇန္တာသွန်တာဖြစ်သောဩပလထံပုဂ္ဂိုလ် 3 ယောက်တို့အားပစ္စည်းမဘဝီကဖြင့်ဇောကာရာဥပပိဇန္တာဖြစ်သောတိပုရုဇဉ်ဩပလထံပုဂ္ဂိုလ် 3 ယောက်တို့အားခြိလက်တံမယခန္ဓာ 5 ပါးချုပ်လက်တံပရိနိဗ္ဗာန်ဒီဇောကာရာပရိနိဗ္ဗာန်ဖြစ်သောအရဟတဖလတံပုဂ္ဂိုလ်တို့အားခြိလက်တံမယချုပ်လက်တံမယပစ္စည်းမဘဝီကအာရူပဥပပိဇန္တာဖြစ်သောဩပလထံပုဂ္ဂိုလ် 3 ယောက်တို့အားအရူပဝေဒနာပြေသောသေနမေယသုဒ္ဓမေယသုဝဇနကသေဝါဂနာဘောနယနာပိယကောင်းသောသေဝါဂနာဘောမိစ္ဆာနာသောနာပြေသောသေဘုဂေယအမရဘုဂေယတို့အားခန္ဓာ